ဘယ်ချိန်ကြရိုက်လို့သူမကြုံဘူးအဲ့ကြောင့်ရိုက်တယ်ကျွန်တော်တို့ရိုက်လို့မရဘူးတမန်ကြလည်းငါမျိုးမျိုးကိုတမန်ရခင်ဗျာအဲ့တချို့တဝဲခါမှမရိုက်လိုက်ရတယ်အလကားနေရိုက်လို့ရတာသူတို့အလကားနေရိုက်လို့ဟိုကောင်နဲ့တွေ့လို့ထိုင်းနဲ့တွေ့တယ်ကောင်ထိုင်းအခုနာမည်ကြီးလို့ဝမ်းနဲ့တော့တက်တယ်အဲ့ရော့နဲ့ရော့နဲ့အလကားနေရိုက်တယ်ကောင်ရှိတယ်ရော့နဲ့တော့တရားပိတ်ပြီးတော့တရားလေးတီးရပြီးသွားတော့အဲ့ဘွယ်တော့ကြုံကြည်လေးကြည့်သွားလေအလကားနေရိုက်ရတဲ့ကိစ္စမင်းအဲ့ဒါလုံလုံးတီးသွားတယ်လေမင်းတော့ဘာမှဆက်လို့မရဘူးဆက်လို့မရတဲ့အပြင်မင်းအခုမသာကိုထမ်းနေတယ်နော်အဲ့ဒါကတော့ဒါစကားကြလို့ပြောဟုတ်ကဲ့ဒါကောင်းဒါနဲ့ပဲပြောတယ်သိတယ်မလားဒါပေမဲ့သူဒါပဲရှိတာလည်းသိတယ်သူ့ဘက်ကိုထိန်းလို့ရတယ်ရှိဆက်လို့မရဘူးအဲ့ကြောင့်ဆိုတော့အဲ့တော့ရိုက်တာကိုသိတော့သူကိုယ်တိုင်ကိုကြည့်တယ်ဒါပေမဲ့သူ့မဲ့အောင်မြင့်နဲ့ဗေဒာနဲ့အောင်မြင့်လေးဆိုအဲ့ကောင်ကတော့သူ့ညီကိုတွေပဲသူတို့ကလိုက်ကြည့်